ကျွန်တော်ရဲ့အကြီးမားဆုံး YouTube အံ့အားသင့်စရာများ YouTube အကြောင်းကျွန်တော်ကိုအံ့အားသင့်စေခဲ့တဲ့အချက်များမင်္ဂလာပါလူကြီးမင်းများကျွန်တော်ရဲ့ channel ကိုပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကိုရေးကိုရာအကြောင်းအရာလေးတစ်ခုမျှဝေချင်ပါတယ်မြန်မာနိုင်ငံမှာ YouTube ဖန်တီးသူအသစ်တစ်ယောက်အနေနဲ့ကျွန်တော်ရဲ့ခရီးကိုစတင်ပြီးနောက်မှာဒါတွေကကျွန်တော်ကိုတကယ်အံ့အားသင့်စေခဲ့တဲ့အရာတွေပါအံ့အားသင့်စရာတချို့ကခက်ခဲခဲ့ပါတယ်တချို့ကတော့စိတ်လှုပ်ရှားစရာပါပဲပြီးတော့တချို့က YouTube အကြောင်းကျွန်တော်စဉ်းစားပုံကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်စလိုက်ရအောင်အပိုင်းတစ်တီးဖြတ်ခြင်းသည်မျောလင့်ထားသည့်ထက်အချိန်များစွာကြာသည်ကျွန်တော်ကိုအံ့ဩဆုံးတစ်ခုကတော့ဗီဒီယိုတေးဖြတ်တာဘယ်လောက်ကြာလဲဆိုတာပါပဲအစကတော့ဗီဒီယိုရိုက်ရတာလွယ်တယ်လို့ထင်ခဲ့တာသို့တော်လည်းတီးဖြတ်ခြင်းတွင်စိတ်ရှည်ခြင်းအာယုံစူးစိုက်ခြင်းနှင့်တီထွင်ဖန်တီးနိုင်စွမ်းတို့လိုအပ်ကြောင်းနောက်ပိုင်းတွင်ကျွန်တော်သဘောပေါက်လာခဲ့သည်တခါတရံဗီဒီယိုတိုလေးတကားကိုနာရီပေါင်းများစွာတေးဖြတ်ပါတယ်တချင်းရွေးချယ်ခြင်းစာသားထည့်ခြင်းအမှားများဖြတ်တောက်ခြင်းနှင့်မြင်ကွင်းများကိုစီစဉ်ခြင်းအားလုံးသည်အချိန်ယူရသည်ဖန်တီးရှင်တွေကနောက်ွယ်မှာဘာကြောင့်ဒီလောက်စ조사လှုပ်ဆောင်ကြရဲဆိုတာအခုကျွန်တော်နားလည်ပါပြီအပိုင်းနဲ့သေးငယ်သောအမြင်များသည်အဓိပ္ပာယ်ရှိနေစေဖြစ်သည်နောက်ထပ်အံ့ဩစရာတစ်ခုကတော့ကြည့်ရှုမှုအရေးအတွက်နည်းပေမဲ့ကျွန်တော်ဘလောက်ပျော်ခဲ့လဲဆိုတာပါပဲ YouTube မစခင်က channel ကြီးတွေကသာအရေးကြီးတယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ကျမရဲ့ပထမဆုံးကြည့်ရှုမှုတွေကြိုက်နှစ်သက်မှုတွေဒါမှမဟုတ်မှတ်ချက်နည်းငယ်ကိုမြင်လိုက်ရတဲ့အခါအားတက်သွားသလိုခံစားရတယ်ဘာလို့လဲဆိုတော့တကယ်လူတွေကကျွန်တော်ရဲ့အကြောင်းအရာကိုကြည့်နေကြလို့ပါအဲ့ဒီခံစားချက်ကကျမကိုဆက်လက်သင်ယူဖို့နဲ့တိုးတက်အောင်လှုပ်ဆောင်ဖို့လှုံ့ဆော်ပေးခဲ့ပါတယ်အပိုင်း3သင်ယူမှုဘယ်တော့မှရပ်တန့်မသွားဘူးYouTube ကလည်းကျမကိုအံ့ဩစေပါတယ်ဘာလို့လဲဆိုတော့သင်ယူစရာအသစ်ဆန်းတွေအမြဲရှိနေလို့ပါခေါင်းစဉ်များပုံငယ်များတေးဖြတ်ခြင်းအတန်းဇလန်းပြောပြခြင်းအလုပ်တိုင်းကကျွန်တော်ကိုတစ်မျိုးတစ်ဖုံသင်ပေးနေပါတယ်အတွေ့အကြုံရှိဖန်တီးသူများပင်ဆက်လက်သင်ယူနေကြသည်ဒီခရီးစဉ်ဟာမြင်ကွင်းတွေကိုရယူဖို့တင်မဟုတ်ပါဘူးယင်းသည်ကျွမ်းကျင်မှုများတိုးတက်ကောင်းမွန်လာခြင်းနှင့်တဆင့်ပြီးတဆင့်ကြီးထွားလာခြင်းလည်းဖြစ်ပါသည်အပိုင်းလေးပြီးပြည့်စုံမှုထက်တသမတ်သေးရှိမှုကပိုအရေးကြီးတယ်အစပိုင်းမှာတော့ပြီးပြည့်စုံတဲ့ဗီဒီယိုတွေဖန်တီးဖို့အရန်စိုးရိမ်ခဲ့တယ်ဒါပေမဲ့ YouTube ကကျွန်တော်ကိုတသမတ်သေးရှိမှုကပိုအရေးကြီးတယ်ဆိုတာသင်ပေးပါတယ်ဘယ်ဗီဒီယိုမှပြီးပြည့်စုံတယ်လို့မရှိပါဘူးအဓိကအချက်ကတော့အဆက်မပြတ်ဖန်တီးပြီးတိုးတက်အောင်လှုပ်ဆောင်နေဖို့ပါပဲတဖြည်းဖြည်းနဲ့ယုံကြည်မှုတိုးလာပါတယ်ဗီဒီယိုတိုင်းဟာသင်ယူမှုခရီးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်ဒါတွေက YouTube မှာကျွန်တော်ကိုအံ့အားသင့်စေခဲ့တဲ့အချက်တွေထဲကတချို့ပါဒီခရီးကအမြဲတမ်းလွယ်ကူတာမဟုတ်ပေမဲ့ကျွန်မကိုကျွမ်းကျင်မှုအသစ်တွေအတွေ့အကြုံအသစ်တွေအများကြီးသင်ယူနိုင်အောင်ကူညီပေးပါတယ်ကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်သင်ဟာအစပြုဖန်တီးသူတယောက်ဆိုရင်ဆက်လက်လှုပ်ဆောင်ပြီးသင်ယူမှုကိုဘယ်တော့မှမရပ်တန့်ပါနဲ့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ငြိမ်းချမ်းမှုသင်အပေါ်တွင်ရှိပါစေကျေးဇူးပြု၍ကြိုက်နှစ်သက်ပါမျှဝေပါမှတ်ချက်ပေးပါနှင့် subscribe လုပ်ပါ